အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မက HR နဲ့ပတ်သက်တဲ့ HR 3လေးရှိတဲ့ HR English phrase ပေါ့နော် HR English phrase လို့လည်းပြောလို့ရတယ်လို့ HR Business English လို့ပြောရင်လည်းရပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှလာပြီးတော့မှsharing လုပ်ပေးမယ်ပေါ့နော်ဒီလို HR လုပ်နေပြီးတော့မှဒီ phrase လေးကိုမသုံးတတ်ဘူးဆိုလို့ရှိရင် professional level ကိုမတက်ဘူးเนาะဒီနေ့ရဲ့ phrase လေးကကြတော့ let's touch base ဒီ phrase လေးက HR အတွက်အရန်ကိုအသုံးဝင်တယ်အဓိပ္ပာယ်လေးကကြတော့နောက်တစ်ခါပြန်ဆက်တယ်ပြီး update လုပ်မယ်နော်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ် let's touch base next week regarding your performance review အဓိပ္ပာယ်လေးကကြတော့နောက်တစ်ပတ်မှာperformance review နဲ့ပတ်သက်ပြီးပြန်ဆွေးနွေးကြမယ်နော်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ HR meeting မှာ let's touch base ကိုမသုံးဘဲနဲ့ we talk later လို့သုံးနေဆိုလို့ရှိရင်တော့အရန်ကိုခက်ရွှဲလွန်သွားပြီနော်။ follow လုပ်တာပါ။နောက်ရက်တွေမှာလည်း HR နဲ့ပတ်သက်တဲ့ HR business English phrase လေးတွေကိုထပ်တင်ပေးသွားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Bye bye